No mingla bakmya. Kapamuwa adam Theophilo cautions. Think about stories like you never heard before. Assistant yani chuso le habare. ကျွန်တော်တို့ရဲ့ဘဝမှာတူညီတဲ့ပုံပြင်တွေကိုမတူညီတဲ့ဘဝအတွေ့အကြုံမတူညီတဲ့အတွေးခေါ်အမြင်တစ်တွေနဲ့ခံစားနားဆင်ကြည့်ဖို့အစီအစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကျင်းဖို့တောင်းတနဲ့လွတ်လပ်ရေးစကားစစ်ထိုးပွဲ Tomorrow War for the Free State of Jimbo Hitrick အပိုင်းနဲ့ကိုကျွန်တော်တို့ပြန်လဲနားဆင်ကြရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Mr. Stevenson နဲ့ကျွန်တော်တို့ကျင်းဖို့ဒူဝါကြီးများကျွန်တော်ရှေ့ပိုင်းမှာမိကွန်းများမိခဲ့ပြီးဖြစ်ပါတယ်အခုကတော့အပြန်အလှန်မိကွန်းများထုတ်ကြတော့မှာပဲဖြစ်ပါတယ်ပထမဆုံးမိကွန်းထုတ်တာကတော့ကျွန်တော်တို့စမဒူဝါစင်ဝါနော်ဖြစ်ပါတယ်စမတင်ဝါနော်မိကွန်းထုတ်တာတော့ဥက္ကရာကြီးခင်ဗျာဤကပခေတ်တွင်ကချင်အမျိုးသားတို့လိုလားနေသည့်နေပယ်များရရှိရေးကိစ္စနဲ့ပတ်သက်၍ကျွန်တော်စတွင်၍ပြောဆိုလိုပါပြီယခုမင်းကြီးပြောတဲ့အတိုင်းဆိုရင်ကချင်လူမျိုးများရဲ့နေပယ်ရရှိရေးမှာနေချအုပ်ချုပ်ရေးနဲ့ကချင်အမျိုးသားများနေမှဗြိတိရှအစိုးရကကချင်နယ်ဖြစ်တည်ဟုအတိအမှတ်ပြု၍ကူညီဆောင်ရွက်ပေးမိကဲ့သို့ဖြစ်နေကြပါတယ်လူစင်းမှမတွင်ပဲခွေးတရိတ်ဆန်စည်းတွင်သားတည်နေတူပါ၍ကဘာလူပေါ်အလဲတွင်ရှက်၍တေကုံစရာတာရှိပါတော့မယ်ကျွန်တော်တို့ကတော့ပမာတွေမရှိတဲ့အများဆန္ဒနဲ့ရွေးကောက်တင်များတဲ့အစိုးရဖွဲ့နိုင်မဲ့လွတ်တော်အုပ်ချုပ်ရေးမျိုးကိုဒါလိုချင်ပါတယ်အဲ့ဒီမှာ citizen ကရှိခုတော့ပြန်မေကွန်ထုတ်ပြန်ဖြေပါတယ်ပါမများရရှိတဲ့လွတ်တော်တို့နေပေများမှဒရိုက်တာတဲ့အပေါ်နင်းစနေများစွာရှုပ်ထွေးခင်းရလာတော့နစ်ဖြစ်ပါတယ်ပါတီအမျိုးမျိုးမှအမှန်ပါများတဲ့ရောက်တွေဖြစ်ပြီးတော့အလုပ်တစ်ခုကိုအမြန်ပြီးပြအောင်လောက်ကိုင်းနိုင်ခြင်းမရှိပဲရှုပ်ထွေးငင်းခုန်၍စကားများပြီးအလုပ်မဖြစ်ပဲအချိန်ကုန်တဲ့စနစ်မျိုးဖြစ်ပါတယ်တနော်ရဲ့ကုန်းစီမှာထိုးတော့မဖြစ်စေရန်အထူးကောင်းမွန်သောနည်းစနစ်များဖြင့်တင်တို့ရဲ့ကုန်းကျိုးအမှန်ဖြစ်ပေါ်တာနိုင်မိစင်တာအလူမင်းတဲ့ကောင်စီဖြစ်ပါတယ်ကစင်လိုမျိုးအပေါင်းတို့အတန်တန်နဲ့ဖြင့်ထိုကောင်စီမျိုးအမှန်ဖွဲ့စည်းလိုပါတယ်မစ္စတာစတီဗင်ပြောပြီးတော့စမတ်တူကယခုလိုပြန်ပြောပါတယ်ပမာတို့တော့ဟာပါတီပေါင်းစုံကိုယ်စားလှယ်များတက်ရောက်ပြီးတော့ရှုပ်ထွေးခင်းနေဆိုတာအပူပါပဲပမာတို့တော့ဟာဒီတဲ့လွတ်တော်နည်းစနစ်အတိုင်းဖွဲ့စည်းထားပါတယ်ပြည်လာလွတ်တော်မှာအင်္ဂလန်ပြည်ရှိ Labour Party Conservative Party စသဖြင့်ပါတီပေါင်းစုံကိုယ်စားလှယ်အမတ်များတက်ရောက်စုဝေးတဲ့လွတ်တော်ဖြစ်ပါတယ်ကျွန်တော်တို့ကချင်များကခမည်းဖန်တီးပေးတဲ့ကောင်စီလက်အောက်မှာလုံးဝမနေလိုတော့ပြီဖြစ်တဲ့ခမည်းကြာနာစွာမယူတွားစေလိုပါတယ် Stevenson ပြန်ပြောပါတယ်ဒါတော့ကချင်လူမျိုးများကလွတ်လပ်ရေးနဲ့တန်ပြီဟုယခုဆိုကယခုလွတ်လပ်ရေးရစီရင်ဖြစ်ပါတယ်တို့ရမှာတင်တို့မှာလူဦးရေနဲလုံးတို့လူဦးရေများတဲ့လူမျိုးများကမျိုးပစ်မီဆိုရင်၍ဒါတင်တို့ရဲ့နေကိုခွဲယူဆောက်ရှောက်ရန်ဖြစ်ပါတယ်စမတူဝါစမောင်းပြန်မေးပြန်ဖြေပါတယ်ဒီအကြောင်းများကိုခင်ဗျားထပ်ခါမပြောချင်ပါနဲ့ Stevenson ခင်ဗျားပြောတဲ့အတိုင်းဒီအကြောင်းများကတရုတ်ပြည်အိန္ဒိယပြည်ဗမာပြည်တပြည်နဲ့တိုင်းသားလူမျိုးတစ်မျိုးနဲ့တစ်မျိုးအထင်အမြင်လွဲစေပြီးတော့ဝမ်းနည်းကြေပဲဖြစ်စေအချက်တွေဖြစ်နေပါတယ်ကျွန်တော်တို့ရဲ့အဖို့ခင်ဗျားအရင်ဆိုရင်လူမျိုးပြောနေတာဖြစ်ပေမဲ့ဘယ်လိုနည်းနဲ့မှယခုလက်ရှိနေချအုပ်ချုပ်ရေးနဲ့မအုပ်ချုပ်ပဲကချင်တွေကိုဗမာနဲ့ဒန်းတူအုပ်ချုပ်ရေးပေးလက်ဗမာပြည်လူလက်တဲ့အခါဗမာနဲ့ဒန်းတူအုပ်ချုပ်ရေးပေးလက်ဗမာပြည်လုံးဝလူလက်တဲ့အခါကချင်မျိုးသားများအားလူလက်စီမှာဖြစ်ပါမယ်ကျွန်တော်တို့လူမျိုးများကလူလက်တင်တဲ့တပြိုင်နက်ကပပေါင်းစော်အဖွဲ့ကြီးရဲ့အဆောက်များကိုရရှိရင်ယခုကပင်ဗမာနဲ့တွဲ၍တောင်းယူထားပါတယ် Citizen တင်တို့လူမျိုးကိုကပါကမဆိုထားနဲ့အင်္ဂလန်မှာပင်တင်တို့လူမျိုးရှိချောင်းကောင်းစွာမတိသေးပါဘူးတော်လေးကိုနေပြီးတော့ပြောခဲ့တော့ဗောနော်ဟုတ်ပါပြီကချင်ရေးကကပအရေးဖြစ်မယ်စင်ဝါနောင်ကချင်အကြောင်းကပါတိအောင်ခင်ဗျားတို့ဗြိတိရှကမလုပ်ပေးပဲကျွန်တော်တို့လူမျိုးရဲ့အကြောင်းကိုကပါတိအောင်ဆောင်ရွက်ယုံများမကကချင်ရေးကိုကပအရေးဖြစ်အောင်ကချင်များကဆောင်ရွက်တော့မယ်ဖြစ်ကြောင်းကိုခင်ဗျားကိုအရင်ဦးဆုံး
ကျွန်တော်ပြောချင်လို့ပါတယ်ခင်ဗျားလည်းမှတ်ယူထားရှိစေလိုပါတယ်အရေးကြီးတဲ့အချက်ကိုလည်းယခုမင်းရပါအောင်မယ်ယခုကဘာကြီးဟာဒီမိုကရေစီကဘာဖြစ်၍ကဘာသားများမှတများတို့ကလူတိုင်းစစ်လူလက်နေတဲ့ဤကဘာခေတ်တစ်ကြီးမှာကချင်များကလည်းကချင်ခေတ်တစ်ထူထောင်တဲ့ကဘာဒီမိုကရေစီရဲ့အခွင့်အရေးကိုကျွန်တော်တို့လူမျိုးများကချက်ချင်းခံစားရရှိနေအောင်ခင်ဗျားတို့ဗြိတိရှကမထောက်ခံပေးနိုင်ဘူးလားဒီမိုကရေစီကိုပြစ်ပယ်တော့ citizen ကယခုလိုပြန်ပြောပါတယ်ခင်ဗျားတို့ကချင်လူမျိုးများကရှေးကဘာကယခုဤကာလအထိဒီမိုကရေစီနည်းစနစ်မျိုးများဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။ဘာအများကြီးပွားတယ်လဲ။ကမ္ဘာမှာလည်းဒီမိုကရေစီနည်းစနစ်နဲ့နေကြတဲ့အတွက်ကမ္ဘာစီးပွားရေးလုပ်ငန်းများမှာအပြည့်ပြတ်ချေမှုန်းနိုင်ခြင်းမရှိပဲဆုတ်ထွဲခင်းရင်းနေရတယ်။ဒါကြောင့်ဒီမိုကရေစီဆိုတာလမ်းရှည်တဲ့စနစ်ကောင်းတယ်ဆိုလို့ထင်ရှားမရှိပါဘူး။စင်ဝါနောဒီလိုဒါဆိုရင် Great Britain နိုင်ငံစုနဲ့ကမ္ဘာတဝန်းရှိဒီမိုကရေစီနိုင်ငံသားများကထပ်မားလိုက်ပြီးခမားတာနဲ့လမ်းမှန်လိုက်တယ်ဟုကျွန်တော်တို့ကထင်မြင်ထားပါပြီ။ Citizen ပြန်ဖြေတယ်စင်ဝါနောင်ရဲ့သူ့တဘောအတိုင်းတာခင်ဗျားပြောလို့မဖြစ်ဘူးအများရဲ့ဉာဏ်ပညာနဲ့အများရဲ့တဘောထားကိုလည်းကြည့်ရပါလိမ့်မယ်စမားတို့ပါခင်ဗျားကျွန်တော်တို့အခုခုလိုမပြောပါနဲ့ဒီလိုနီးနဲ့လေ့စားလို့တော့မရတော့ဘူးဆိုတော့ခင်ဗျားနားလဲပါကျွန်တော်တို့ဟာဗမော်တိန်နီမြစ်ချနာနယ်များရှိကချင်ကိုယ်စလဲကချင်တူဝါပေါင်းတို့ရဲ့ကိုယ်စလဲလည်းဖြစ်ပါတယ်ကချင်နယ်ပင်ရရှိရင်ခမားပေးတဲ့ကောင်စီစုပ်ကိုခြေပရန်အခွင့်အာဏာပြည့်စုံတဲ့ကောင်စီမျိုးဖန်တီးရယူရန်ကချင်တို့ရဲ့လွတ်လပ်ရေးကိုအမြန်ရရှိအောင်ဆောင်ရွက်ရန်ကချင်အမျိုးသားအပေါင်းကအာဏာကိုလွဲအပ်ခြင်းခံရပြီးတော့ယခုလိုပြောဆိုနေခြင်းဖြစ်ပါတယ်အခုခမားပေးမဲ့ကောင်စီမှာ frontier ကောင်စီအထိအဆင့်စစ်တဲ့အထိကောင်စီမျိုးဟာပမာလွတ်တော်နဲ့လုံးဝမတူကြောင်းကျွန်တော်တို့ကကြာနာတိပါတယ်အဲ့ဒီကောင်စီကိုဗြိတိရှကချင်တို့အားဖက်စစ်ဂျပန်ကိုတော်လန်တဲ့အတွက်ဂျေဇူးဆက်ချင်းဒါတော့မဟုတ်ဖျားသခင်လို့ခမရပဲဖန်ဆင်းပေးတာလားဆိုတော့သိချင်ပါတယ် citizen ကျွန်တော်မျိုးရှင်းပြပါမယ်စင်ဝါနောင်ကပမာရရှိတဲ့ကောင်စီမျိုးကိုလိုချင်တယ်လို့ပြောနေတယ်ပမာများကတော့မင်းတို့ပေးတဲ့ကောင်စီမျိုးကိုရရှိရင်အပြင်းထန်တောင်းဆိုနေကြပါတယ် smart တူပါအဲ့ဒီလိုမပြောပါနဲ့တို့ Dominion ကိုမလိုချင်လို့လုံးဝလွတ်လပ်ရေးကိုတောင်းနေကြတယ်မဟုတ်လားပမာလွတ်လပ်ရေးရမယ့်အချိန်မှာကျွန်တော်တို့ကချင်လူမျိုးများကလည်းခင်ဗျ၎င်းတို့ရရှိတယ်လို့ရရှိလို့ပြီဆိုတော့အကြောင်းတို့ကိုဒါ British အစိုးရတည်